စင်ကူမှာအကုန်တန်ကားတယ်ဒီကျပညာမတတ်ဘူးစင်ကူပညာတက်လို့ကြီးပွားလာတာမဟုတ်ဘူးပညာမတတ်ဘူးခေါင်းဆောင်ကောင်းလို့ကြီးပွားလာတယ်အဲဒါကြောင့်ပညာတက်အောင်သူသင်ပေးမယ်အလုပ်လုပ်10နှစ်နေအိမ်ရမယ်နောက်တဲ့10နှစ်နေကားရမယ်အလုပ်နှစ်ဆတိုးလို့ဆိုရနေစုပေးတာငွေကိုဆိုရစုပေးတာ10နှစ်နဲ့အလုပ်ကိုတိုးလို့ခိုင်းတယ်အဲ့ဒီကနေရှင်အမိုက်ပြင်တန်မယ်မိုက်ပြင်တန်မယ်ဒီနေ့ကစင်ကူနိုင်ငံသားတယောက်နဲ့နဖာကလော်လေးပြစ်ချတာဒီစင်ကူဒေါ်လာ1000ခွဲအခုမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း1000ခန်းလောက်ရှိတယ်အတန်သက်တာနဖာကြက်တဲ့ဟာလေးတိုက်ပေါ်ခွန်လွာပေါ်နေပြစ်ချလိုက်လို့ရှင်များတို့အဲ့လိုပြစ်ချကြည့်တာဟောဆိုရင်သင်္ကန်းတော့သုံးမကြံမဟုတ်လားနော်အကုန်လုံးကြောနေရလို့လေဒီရရဲ့ဒကမာကြီးတရားဒီရသွားတော့ဒီเจ้าဆရာတော်ရဲ့ဒကမာကြီးလည်းဖြစ်ပါတယ်ဗောနော်ချောင်းသာဘက်ကအဲ့သူတိရှူလေးတခါစေကူမှာရောက်တော့သူကအဲ့မှနေတာ20ကျော်ပါပြီတိရှူဘက်လေးပြုတ်ကျနေခဲ့တယ်တဲ့အဲ့ဒါသူကလှဲ့တော့ကြည့်လိုက်တယ်ဗောရုပ်တဲ့သတိမထားမိဘူးဗောလေဒါအရေးမကြီးတော့ဘူးဆိုပြီးတော့အလုတ်ကလည်းလောနေနေမှာသွားတယ်အဲ့သူဗီဇာတက်တန်းတိုးတဲ့အခါကျတော့ဒဏ်ငွေ300စင်ကာပူဒေါ်လာ300ဥမြန်မာဝင်နေဆိုရင်30လောက်ရှိတယ်အတန်တက်တယ်ဘာဖြစ်ရှိလို့တော့ဆိုတော့အဲ့တိရှူတုတ်ပြီးတော့ကြခဲ့တာကိုပြန်မကောက်လို့တဲ့ရှင်မြတ်သူ CCTV တွေနဲ့အကုန်မှတ်တမ်းတင်တာရှိကိုသေးပေါက်တဲ့နေရာလွဲရင်ကျန်တဲ့နေရာအကုန်လုံးရှင်မြတ်အကုန်လုံးမှတ်တမ်းနေရာတနိုင်ငံလုံးရှိတယ်အဲ့ဒါတော့ license တက်တန်းတိုးတဲ့နေရာမှာကားဆိုမိခိုးထွက်ရင်ဘောင်းလို့မရဘူးစင်ကာပူမှာမြန်မာပြည်ကကားတွေကတော့ရှင်သေးကိုဖြန့်သွားသလားအောင်မရတယ်ဟဲ့လားနော်ရှေ့ကနေသွားတဲ့ဆိုရင်မွန်းနေအောင်ဒါတော့ influence ဒီမှာလီကွမ်ယူကိုကြည့်တဲ့အခါလီကွမ်ယူဟာရှင်မြတ် autocratic ပဲသူ့ရဲ့ကောင်းဆောင်မှုကအာဏာရှင်ပဲလီကွမ်ယူကဒီကနေ့အာဏာရှင်ဒီကနေ့ဒီရှင်ပဲစင်ကာပူမှာပါတီ9ခု10ခုလောက်ရှိတယ်တို့တော့အဓိကကတော့ပါတီတပါတီရပဲသွားနေတာဒီမိုကရေစီတော့နာမည်ခံထားတယ်သူလည်းတပါတီစနစ်ပဲကျန်တဲ့ပါတီကတက်လာလောက်ရှိရင်ဖြုတ်ချလိုက်တာတချို့နေရာမှာဆိုအသက်အန္တရာယ်တောင်သိရတယ်လို့ပြောတယ်ဆိုတော့အဲ့ဒီတိုင်းပဲသူတို့အစင်ဆက်သူတို့တွေအုပ်ချုပ်ခဲ့တာဒါတော့တိုင်းပြည်ကိုကောင်းသားစေရင်းနဲ့စေတနာမရှိဘူးလားအဲ့ဒီစေတနာနဲ့ပညာနဲ့သူတို့တွေပြင်ဆင်တဲ့အခါကနေ့တိုင်းပြည်ကတိုးတက်တယ်ဒါကြောင့်အာနာရှင်ကလည်းထိုက်ပါတယ်